Rockstar Games က GTA 6ကို2026မေလ26ရက်နေ့ကိုရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။အရေးသွင်းမြန်မာတဲ့ဂိမ်းတစ်ခုဖြစ်ဖို့ဖွံ့ဖြိုးမှုချိန်ပိုလိုအပ်တဲ့ဆိုတဲ့အကြောင်းပြချက်ကြောင့်လို့ဆိုပါတယ်။ဒီဂိမ်းမှာ Florida ပြည်နယ်ကိုအခြေခံဖန်တီးထားတဲ့ Leonida ဆိုတဲ့ပြည်နယ်နဲ့ Vice City ကိုပြန်လည်ဖန်တီးထားပြီး Florida နဲ့ Everglades တို့လိုနေရာတွေအပြင် Georgia နဲ့တူတဲ့ဒေသတွေပါပါဝင်မယ်လို့သိရပါတယ်။ဒါကြောင့် Rockstar ရဲ့အကြီးဆုံးမြေပုံဖြစ်လာနိုင်ရည်ရှိပါတယ်။ GTA 6ကို PlayStation 5နဲ့ Xbox ကိုမှစတင်ရောင်းချမှာဖြစ်ပြီး PC version အတွက်ကတော့နောက်ပိုင်းမှသာရရှိမှာဖြစ်လို့အခုအချိန်ထိတရားဝင်အတည်ပြုချက်မရှိသေးပါဘူး။2025ခုနှစ်မေလ6ရက်နေ့ကထွက်ရှိခဲ့တဲ့ Trailer Number 2မှာတော့ဇက်ကောင်အသစ်တွေနဲ့ပတ်ဝန်းကျင်အသစ်တွေကိုပြသခဲ့ပါတယ်။ Trailer ထဲမှာပါဝင်ခဲ့တဲ့ graphic အလုံးဟာ pre-render image တွေမဟုတ်ဘဲ real time graphic နဲ့ cutscene တွေကိုသာအသုံးပြုထားပြီးပြသထားတယ်လို့ Rockstar ကအတည်ပြုထားပါတယ်။အခုဆိုရင် PlayStation Store မှာစိတ်ဝင်စားသူတွေအနေနဲ့ wish list ထဲတွားထည့်လို့ရနေပါပြီ။မကြသေးခင်က close test ဆိုတဲ့ PlayStation 5 interface ပေါ်က file ချို့ leak ဖြစ်သွားပြီး PlayStation testing ရှိနေတယ်လို့အရေးမွက်ပြခဲ့ပေမဲ့ Rockstar ကတော့ဒါတွေဟာအမှန်တကယ်ဟုတ်မဟုတ်အတိမပြုသေးပါဘူး။ GTA series ရဲ့အရေးအတွင်းမြင့်ဆုံးဂိမ်းတစ်ခုထည့်လာနိုင်တဲ့အတွက်ပရိသတ်တွေရဲ့ရင်ခုန်စိတ်လှုပ်ရှားမှုနဲ့အတူညှော်လင့်ချက်တွေလည်းမြင့်တက်နေပါတယ်။